ပညာရှာပမာတဖုံးစားဆိုတဲ့စကားပုံလေးနဲ့ဆွေးနွေးကြည့်ခြင်းနဲ့ကျွန်တော်တို့ကဒီနေ့ဆိုရင်သင်တန်းတွေအများကြီးပဲမျိုးစုံသောသင်တန်းတွေတက်ကြရတယ်စီဝါရေးနဲ့ပတ်သက်တဲ့သင်တန်းပဲဖြစ်ဖြစ် personal development နဲ့ပတ်သက်တဲ့သင်တန်းပဲဖြစ်ဖြစ် language ပဲဖြစ်ဖြစ် hint ချက်သင်တန်းပဲဖြစ်ဖြစ်workout လုပ်တဲ့ခန္ဓာကိုယ် weight gain လုပ်တဲ့သင်တန်းပဲဖြစ်စသဖြင့်ဗျာသင်တန်းမျိုးစုံ online မှာရောအပြင်မှာရောမျိုးစုံတက်ကြတာရှိတယ်အဲ့တော့ပညာရှာပမာတဖုံးစားကျွန်တော်တို့ဒီနေ့ခေတ်ကခေတ်မိလာတဲ့ခါကျတော့အဲ့စကပုံကနည်းနည်းခေတ်မိသေးရလားပေါ့စကပုံတိုင်းတာတော့လူချင်းမင်းတို့သိတဲ့အတိုင်းပဲကိုကပညာသင်တဲ့သူလို့ရှိရင်ကျူးကျူးနွန်နွန်ယူယူတီတီမျက်နှာကိုမော်မကြည့်ပဲနဲ့ငုံပြီးတော့အောက်ချပြီးတော့တေယူရမယ်ပေါ့နော်ဒါမှပညာတက်တယ်ပေါ့လားရှေးစကားပုံမှာအဲ့တော့သူခေတ်ဒုက္ခရတော့မှန်တယ်ဒါပေမဲ့ဒီနေ့ခေတ်မှာတော့ကျွန်တော်တို့ကဆရာကိုရေးရေးကြည့်ပြီးတော့မိကွန်းထုတ်ရဲမှဆရာကရောငါတို့ကိုသင်ပေးဖို့အဆင်ပြေတဲ့သူဖြစ်ရလားဆရာကိုယ်တိုင်ရောတို့ပေါ်မှာတကယ်သင်ပေးတဲ့စေတနာရှိရလားခါကျကျွန်တော်တို့အာစရိယဂုဏောအနန္တောဆိုတဲ့မှာပိတ်မိနေတဲ့အာစရိယဂုဏောတိုင်းကအနန္တောမဟုတ်ဗျာအာစရိယတိုင်းကအနန္တောမဖြစ်ဘူးအာစရိယတိုင်းကပြောမယ်ဆိုရင်တော့နန္ဒနာ၅ပါးထဲမှာမဝင်ဘူးပေါ့ဒါထားပါဒီเจ้าကနည်းနည်းနောက်ပိုင်းမှာထပ်ဆွေးနွေးပါမယ်အခုပြောချင်တာကတော့ကျွန်တော်တို့တွေကိုယ့်ကိုယ်ဘယ်လောက်ယုံကြည်မှုရှိနဲ့ပညာရေးရှာကြအောင်လဲတခါကျတော့လူကကိုယ့်ကိုယ်နှိမ့်ချတာကောင်းတယ်ဒါပေမဲ့လိုအပ်တာတဲ့ပုံနှိမ့်ချလွန်တဲ့အခါကျတော့ဘယ်လိုပြောမလဲကိုယ့်ကိုယ်ယုံကြည်မှုပျောက်လာတယ်ငါလုံနိုင်တယ်ဆိုတာမျိုးတွေပျောက်လာတယ်ပျောက်သွားနိုင်တယ်အဲ့တော့ပညာရှာပမာတဖုံးစားကြီးမဟုတ်ပါဘူးပညာရှာဘယ်လိုပြောမလဲပမာတထေးကြီးကိုက်ဖက်ရတာမျိုးမဟုတ်ပေမဲ့အဲ့ကြားထဲမှာပေါ့နော်ကိုယ့်ကိုယ်ယုံကြည်မှုရှိရ confidence ရှိငါလုံနိုင်တယ်ငါဟာအမြဲတမ်းယူတည်ကြောက်နေမေးတင်မေးလိုက်တာမေးရမယ်မရှင်းလင်းတာကိုကျွန်တော်တို့ community တက်ရမယ်ပြောရမယ်ဆိုရင်ပေးရမယ့်အတပြာနဲ့ကိုရမယ့်ပညာနဲ့တန်တယ်မတန်ဘူးဆိုတာကိုကျွန်တော်တို့ကငရဲမကြည့်ဘူးဗျာတွက်ချက်တက်ရမယ်ဒါမျိုးတွေကိုကျွန်တော်ဒီနေ့တက်နေသင်တန်းသားသင်တန်းသူတွေပေါ့နော်အဲ့ဒါကြီးအသက်ကြီးငယ်မရွေးပါအဲ့ဒါလေးနည်းနည်းပြောပြချင်တာပေါ့ကောင်းမလားတော့မသိဘူး